ဝါလုံးဝစတိုင်မန်တစ်ထည်ကို fitting ချနေတာပါလုံးဝကိုကျွန်တော်တို့ tipa ကတ်ချန်ကိုရက်လာမိုက်ဆာ snow pan လာမိုက်ဆာမိကျွေးလည်းလုံးဝမတိုက်ရသေးဘူးဒါ fitting ချနေတဲ့အဆင့်ပဲဖြစ်ပါတယ်ဒီလိုပါမိတစ်ထည်ရဖို့ဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုး pattern တွေကိုလုံးဝကိုဒီ tipa ကတ်ချန်အောင်ဆွဲရတယ်ပေါ့နော်ဒါဆိုကျွန်တော်နှစ်ပေါင်းများစွာလေးလာစီးပူးထားတယ်ပေါ့နော်လွယ်လွယ်ချောချောတွေ့ကြုံနေရနေပြီးတော့ရရှိထားတဲ့ကျွန်တော်သင်ယူထားတဲ့ပညာရပ်တွေ upgrade တွေမျိုးစမြင့်ထားတဲ့ပညာရပ်တွေကိုအသုံးချပြီးတော့ကျွန်တော်ဒါ style band တွေကိုလုံးဝကို fitting ချအောင်ပေါ့နော်ကတ်ချန်အောင်ဆွဲပေးတယ်မကြိုက်မချင်းနဲ့လုံးဝပြန်ပြင်ပေးတယ် fitting ချရဲမကြိုက်ဘူးရှည်လားတိုးလားကြက်လားညံ့လားအကုန်ပြင်ပေးတယ်နောက်ပြီးတော့ဒီလိုမျိုး fabric အကောင်းစားတွေကိုလည်းကျွန်တော်တို့စီမှာရွေးချယ်ဝယ်ယူလို့ရတယ်ဒီလို fabric အကောင်းစားတွေကိုဒီလိုမျိုးဆက်အကောင်းစားရင်းနဲ့လုံးဝကို tipa ကတ်ချန်အောင်ကျွန်တော်ကိုယ်တိုင်ဒါမှမဟုတ်ကျွန်တော်ရဲ့တပည့်တွေပေါ့လေမျိုးစုံချုပ်ပေးကြတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တစ်ဖြက်တစ်ကက်တရုပ်ဆောင်တာပေါ့နော်အဲ့မဲ့လက်ချုပ်တွေကျွန်တော်လိုက်ပေးနေပါတယ်အဲ့တော့ကျွန်တော်ရဲ့ရုပ်လေးတော့သိချင်းခံကြည့်ပေးကြပါဦးခင်ဗျာ style band လေးကတော့လုံးဝကိုအမိုက်စားပေါ့နော်ဒါကတော့ကျွန်တော်တို့ကော်ဘိတ်မကတ်ချင်ဘူးတဲ့ customer အဲ့တော့နည်းနည်းလေးပြော့တယ်ပေါ့နော်ကော်ဘိတ်ကတ်လိုက်တော့နည်းနည်းလေးတောင့်သွားမယ်ပေါ့နော်ဒါကတော့ရွေးချယ်စရာ fabric တွေမျိုးစုံကျွန်တော်တို့ဒီကိုင်းမှာရှိပါတယ်ကျွန်တော်ဒီကိုင်းမှာဆိုလို့ရှိရင်ဒီလိုမျိုး style band အမိုက်စားတွေကို fabric မျိုးစုံနဲ့ရွေးချယ်ဝယ်ယူပြီးတော့တနေရာထဲမှာပဲ customer ready made အကုန်လုံးအနံ့လို့ရပါတယ်အားလုံးကိုကျေးဇူးပါတယ်